TikTok မှာ my type of job my type of study my type of dream အဲ့လိုမျိုးတွေရိုက်ရှာနေမယ်အစားကိုယ့်ရဲ့ကိုယ်ပိုင် mission board ကိုဖန်တီးလိုက်ပါဒီနေ့မှာ Asta ရဲ့ကိုယ်ပိုင် mission board လေးကိုဖန်တီးရင်းနဲ့ mission board ဆိုတာကဘာလဲဘာကြောင့်လူတစ်ယောက်မှာ mission board ကရှိတင်တယ်လဲပြီးတော့ mission board မှာဘယ်လိုအရာတွေပါဝင်တယ်လဲဆိုတဲ့အကြောင်းလေးကိုရှင်းပြသွားမယ် Asta ကတော့ mission board တစ်ခုကိုဖန်တီးဖို့အတွက်ချက်ချီဗီဒီယိုအကူလိုက်ပါတယ် mission board ဆိုတာကိုပြည့်ချင်တဲ့ဘဝကိုပုံဖော်ထားတဲ့ personal roadmap တစ်ခုပဲဖြစ်ပါတယ်အိမ်မက်တွေကိုစာနဲ့မထားဘဲနဲ့ပုံတွေရည်မှန်းချက်တွေ affirmation တွေနဲ့မြင်နိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ် mission board က motivation ပေးတယ်ပြီးတော့ပို့ပြီးတော့လည်းအာရုံစိုက်မှုကောင်းစေတယ်ကိုယ့်ရဲ့ဥတီချက်ကိုလည်းပို့ပြီးရှင်းလင်းစေတယ်နေ့တိုင်းကိုယ့်ရဲ့ရည်မှန်းချက်တွေကိုပုံနဲ့မြင်နေရတယ်ဆိုရင်ငါဘာအတွက်ကြိုးစားနေရလဲဆိုတာကိုမမေ့တော့ဘူး mission board ထဲမှာဆိုရင် educational goals တွေ career goals တွေဒီလိုမျိုးကိုယ့်ရဲ့ self improvement စတဲ့ကိုတကယ်လိုချင်တဲ့အရာတွေကိုထည့်သွင်းထားရပါမယ်ဗီဒီယိုထဲမှာပြထားတဲ့အရာတွေကတော့ Asta ဒီနေ့အတွက်လိုချင်တဲ့အရာတွေပဲဖြစ်ပါတယ်ကိုပိုင် mission board လေးတစ်ခုလုပ်ပြီးပြီဆိုတော့နေ့တိုင်းမမေ့ရအောင် Asta ရဲ့ laptop မှာ wallpaper အနေနဲ့ထားပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေလည်းကိုဘာအတွက်စူးစမ်းနေလဲဆိုတာမမေ့ချင်ရင်နေ့တိုင်းစူးစမ်းဖို့အတွက် mission board လေးတစ်ခုဖန်တီးပြီးကိုယ့်ရဲ့ဖုန်းပဲဖြစ်ဖြစ် laptop မှာပဲဖြစ်ဖြစ် wallpaper လေးထားလိုက်တော့နော်